အေးတကယ်ချင်းပြောတင်ငယ်ချင်းငါလေးရင်ပင်းကြလေးရှိလို့ဒီကချင်းညနောင်းချင်တယ်ပါတော့ပေါ့ငါလည်းချင်းတီတာညဒီမှာစင်ပြပါဆိုတော့ငါလေးဒီနေ့လည်းသူလို့ဆက်ပြောချင်းတက်တက်တက်နေရအမေတောင်ဆိုင်ဆိုစင်ညာဒီလည်းတော့ခိုင်းမမတူစီအောင်ချောင်းခဲ့ဟာလေးငါလည်းကျွန်တော်တော့တက်တက် 1 hour later. Okay, here's my 2 cents. Use them wisely. The Criterion Academy. Here's my 2 cents. Use them wisely. ရောဒီမှာနှစ်ပြချင်းချင်းပြီးတော့ Here's my 2 cents ဆိုတဲ့အသုံးလုံးလေးကိုဘယ်လိုအချိန်မှာသုံးလို့ရတယ်လဲဆိုလို့ရှိရင်ကိုယ်တငယ်ချင်းပေါ်တာအပေါင်းအသင်းတွေကိုအချင်းချင်းပေးချင်တယ်ဆိုတဲ့အခါဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အထင်မြင်ယူဆချက်ကိုပြောချင်တယ်ဆိုတဲ့အခါမှာအရင်နဲ့ဆက်ဆက်ရကလုပ်တဲ့လေးတန်းမပေါက်ကွယ်နဲ့ပြောချင်တယ်ဆိုလို့ရှိရင်ဒီသုံးလေးကိုပြောပြရပါတယ် Here's my 2 cents ရောဒီမှာနှစ်ပြဒီနေရာမှာဘာဖြစ်လို့2 cents လို့သုံးရတာလဲဆိုလို့ရှိရင်2 cents ဆိုပမာဏတကယ်ကိုနည်းနည်းလေးတွေနော်ကိုယ်နှစ်ပြားလာပေးလို့လဲဘာဝဲလို့ရမှာဘာမှသုံးလို့ရမှာမဟုတ်ဘူးလေနော်ဒါမဲ့လေရော့ဒီမှာနှစ်ပြနင်လိုအပ်ရင်သုံးဆိုတယ်လို့မျိုးပေါ့ကိုအကျဉ်းဉာဏ်ပေးတယ်ဆိုတဲ့အခါကျလို့ရှိရင်လေတော့ဒီမှာငါတော့ဒီလိုထင်တယ်နင်အဆင်ပြေတယ်လို့သုံးနင်နဲ့အသုံးသိမယ်ထင်ရင်သုံးဒီလိုမျိုးအတိတ်ပဲမျိုးနဲ့ပြောချင်တယ်ဆိုလို့ရှိရင် here's my 2 cents ဒီလိုလေးပြောပြီးတော့သုံးလို့ရပါတယ်ဒါပေမဲ့ဗီဒီယိုအစမှာပြောခဲ့တယ်လို့မျိုး here's my 2 cents use them wisely ဒီလိုမျိုးလေးတန်မျိုးနဲ့ဆိုရင်တော့တကယ်ကိုတငယ်ချင်းအပေါင်းတင်ပြောမနာဆိုမနာတွေကြားထဲမှာပေါ့နော်ပြောဒီမှာနှစ်ပြညံကိုလွှာပြီးတော့စဉ်းစားချင်းချင်းပြီးတော့ဆိုတာမျိုးနဲ့ပြောလို့ရတယ် It's all in your tone ကိုပြောတဲ့ tone မှာမူတည်ပြီးတော့အတိတ်ပဲကွဲသွားမှာပဲသူ့ကိုဘယ်လိုမျိုးသုံးလို့ရသေးတယ်လဲဆိုရင် Can I put my 2 cents in ဥပမာကိုကအစည်းအဝေးတစ်ခုခုဒါမှမဟုတ်အကြောင်းအရာတစ်ခုခုကိုတိုင်ပင်ဆွေးနွေးနေတဲ့အခါမျိုးမှာကိုယ့်ရဲ့ထင်မြင်ယူဆချက်ဒါမှမဟုတ်ရင်အကြံပြုချက်တစ်ခုကိုပေးချင်တယ်ဆိုလို့ရှိရင် Can I put my 2 cents in ဒီလိုမျိုးသုံးလို့ရပါတယ်နောက်ထပ်သူနဲ့အလားတန်တူတဲ့အသုံးအနှုန်းတွေလည်းရှိပါသေးတယ်အဲ့ဒါကတော့ in my humble opinion ဒီလိုသုံးပါတယ် For example in my humble opinion I think the color choices of this logo is a bit off ကျွန်တော်အထင်ပြောရမယ်ဆိုရင်တော့ logo အတွက် color ရွေးထားတာလေးတွေကနည်းနည်းလေးလွဲနေတယ်လို့ပဲဒီလိုမျိုးပြောချင်တာမျိုးပေါ့ in my humble opinion ဒါလေးနဲ့လည်းသုံးလို့ရပါတယ်နောက်ထပ်လွယ်လေးပြောလို့ရတဲ့အသုံးလုံးတစ်ခုရှိသေးတယ်အဲ့ဒါကတော့ just saying I'm just saying ပြောချင်တာပြောပြီး short ချချင်တယ်မလားအဲ့ဒါလေးသုံး I'm just saying ဆိုကြပါစို့ခုနတငယ်ချင်းဖုန်းဆက်ပြောတာည10နိုင်လောက်ကြီးသူ့ကောင်လေးကိုဖုန်းဆက်တာတဲ့သူ့ကောင်လေးဖုန်းမကင်ဘူးတဲ့၄-၅ခေါက်ခေါ်လည်းမကင်ဘူးတဲ့အဲ့ဒါနောက်တနေ့မနေ့ကပြဿနာရှာတဲ့ခါကျတော့ဘာလို့မကင်တာတော့ဆိုတော့သူ့ခွေးနေမကောင်းလို့ပြုစုပေးနေရလို့တဲ့ Yeah sounds like he's lying to you just saying နင်တော့အလိန်ခံရတဲ့ပုံပဲ just sayingအဲ့လိုလေးပြောလို့ရတယ် Well all jokes aside let me give you my actual 2 cents like and follow us for more and I will see you in the next video bye The Criterion Academy.